ဆိုလိုရှင်မြန်တဲ့အခါမှာတော့အောင်ပြည့်ထွန်းဟာအတန်တွေအရန်ဝင်လာနေတဲ့အတွက်အကောင်းဆုံးတည်ဆိုနိုင်ပါမလားဆိုတာကိုစိတ်ပူနေကြပါတယ်အခုပဲနဲ့အချစ်ကဘာမှရင်ချဘူးမင်းငါကိုမေးလိုက်တော့မျောလေးချက်ထားတော့ငါပြီနော်အိမ်မကားတစ်ခုမှဖြစ်မလာတော့မင်းလေးငါကိုချင်နေတော့အချင်းနဲ့ဖို့ပြည့်တွေပေးလိုက်တော့ခံစားကြမဲ့ပြောချင်ပြောနေတော့နားလေလိမ့်မယ်နော်မင်းလေးငါကိုချင်နေတော့မင်းငါကိုမေးလိုက်တော့ကျေးဇူးများတင်ပါတယ်တချင်းဆိုပြိုင်ပွဲကနေအောင်မြင်မှုရလာခဲ့တဲ့ချမ်းချမ်းကလည်းအောင်ပြည့်ထွန်းနဲ့ထပ်တူစိတ်မကောင်းဖြစ်နေခဲ့ပါတယ်ပြိုင်ပွဲဝင်တော့ဖြစ်တယ်လို့မျိုးမင်းအဲ့လိုခံစားနေရမှနားလေတကယ်ပါမြစ်ကကောင်းပါပါနော်ကျေးဇူးများတင်ပါ